နာမည်ကြီးစားတောက်ဆိုင်ကြီးတစ်ခုရဲ့မိဖို့ကြောင့်ထဲမှာဟင်းချက်တာအယမ်းဝါသနာပါတဲ့ကြွက်ကလေးတစ်ကောင်ရှိတဲ့။ဒီနေ့မှာတော့စပူမူကြီးဟာဟင်းရည်ကိုအမားယွင်းလုပ်မိပြီးပျက်စီးသွားပါတယ်။အပြင်မှာတော့နာမည်ကြီးအစားအသောက်ဝေဖန်ရေးသမားကစောင့်နေပြီလေ။စပူမူကြီးပြာရာခတ်ပြီးထွက်သွားချိန်မှာကြွက်ကလေးကအခွင့်အရေးရသွားပါတယ်။သူကဟင်းခတ်အမွေးအကြိုင်အိုးနာအမြန်သွားလိုက်တာပေါ့။သူ့ရဲ့ထူးခြားတဲ့အနံ့ခံအာယုံနဲ့ဟင်းခတ်အမွေးအကြိုင်တွေကိုရွေးချယ်ပြီးအိုးထဲထည့်တယ်။ဟင်းရီအိုးကြီးကိုသူ့ရဲ့စွန်းလေးနဲ့အားရပါရမွေပေးနေတာ။ခဏချင်းမှာပဲဟင်းရီရဲ့အနံ့ကမီးဖိုချောင်တစ်ခုလုံးမှွေးပြန့်သွားပါတော့တယ်။စပူမူကြီးပြန်လာတော့ဒီအနံ့ကြောင့်အံ့ဩသွားရတယ်။သူမီးစမ်းကြည့်လိုက်တော့ဒါဟာကပအကောင်းဆုံးပဲလို့ရေးရွတ်လိုက်တယ်။အဲ့ဒီနောက်မှာတော့ဟင်းရီကိုအစားအသောက်ဝေဖန်ရေးသမားစီချပေးလိုက်ပါတယ်ဝေဖန်ရေးသမားကမျက်မှောင်းကျုပ်ပြီးဟင်းရည်ကိုသူ့စွန်းတောက်ကြည့်လိုက်တယ်။ရုတ်တရက်ဝေဖန်ရေးသမားရဲ့မျက်နှာဟာပျောက်ရွှင်မှုတွေနဲ့ပြေးနှက်သွားပါတယ်။သူဟာဟင်းရည်ကိုအားပါတရတောက်လိုက်တာအကုန်ပြောင်သွားတာပေါ့။သူကဒီဆိုင်ကိုကျေငါးပွင့်အစင်ပေးလိုက်ပါတော့တယ်။စဖုံမူကြီးကကြွက်ကလေးကိုရှာတွေ့သွားပြီးကျေးဇူးတင်တဲ့အကြည့်နဲ့ကြည့်လိုက်တယ်။ကြွက်ကလေးကတော့သူ့ရဲ့အောင်မြင်မှုအတွက်ဒိန်ခဲလေးစားပြီးအောင်ပွဲခံနေတာပေါ့။ဝါသနာကိုအကောင့်ထဲပေါ်ဖို့မကြောက်ပါနဲ့ဒီဗီဒီယိုလေးကိုကြိုက်လို့တညင် like and share လေးလုပ်ပေးသွားပါဦးနော်